ဒီကနေ့မဂ်ကင်၈ပါးနဲ့ပတ်သက်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့မှတ်သားကြရအောင်မဂ္ဂဆိုတာလမ်းလို့အဓိပ္ပာယ်ရပါတယ်လမ်းဆိုရင်တော့ကိုရောက်လို့တဲ့နေရာကိုရောက်သွားစေတဲ့သဘောလို့အဲ့လိုမှတ်သားရမှာပေါ့အဲ့ဒါဦးဇင်းတို့ဒီမဂ်ကင်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီစတော်ဘုရားကြီးကဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတော့ကိလေသေမာရင်တာနိဗ္ဗာန်ကိစ္ဆန္တိဣတိနာတိမေခောလို့ဆိုကြီးကအဓိပ္ပာယ်ဖွင့်တယ်ကိလေသာတို့ကိုမာရင်တာတတ်လျက်နိဗ္ဗာန်သို့ကိစ္ဆန္တိရောက်စေတတ်၏ဣတိတတ္တမထို့ကြောင့်မေခောမဲ့မြည်၏လို့မဂ္ဂင်၈ပါးရဲ့အစွမ်းတတ္တိကိုအကြံဉာဏ်အဖြစ်နှစ်မျိုးပြောထားတယ်လို့လည်းပဲအဓိပ္ပာယ်ကောက်ယူရတယ်ဒီမဂ္ဂင်၈ပါးကိုပွားများအထောက်မယ်ဆိုလို့ရှိရင်ကိလေသာတရားတွေကိုဖယ်ရှားသုတ်သင်ပြနိုင်တဲ့အစွမ်းလည်းရှိတယ်ဒီမဂ္ဂင်၈ပါးကိုပွားများမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုရောက်စေတတ်တယ်မျက်မှောက်ပြုနိုင်တတ်တယ်ဒါကြောင့်မဂ္ဂင်လို့ခေါ်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားတယ်ဒီမဂ္ဂင်၈ပါးဆိုတာပိဋကပေါင်းသူတော်ကောင်းတို့အလုံးရဲ့စိတ်ထဲမှာလိမ္မာပြီးသားကျွမ်းကျင်ပြီးသားလို့ဥယျာဉ်ထင်ပါလေနံပါတ်1တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပအလုံးရတယ်နော်တမ္မာဝါစာတမ္မာကမ္မန္တာတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဒီနေရာမှာဦးဇင်းတို့မဂ္ဂင်၈ပါးကိုသီလသမာဓိပညာအပြင်ခွဲခြားမယ်ဆိုရင်လည်းပိဋကပေါင်းသူတော်ကောင်းတို့အလုံးခွဲခြားတတ်ပြီးသားဖြစ်မယ်ထင်ပါတယ်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပမှန်ကန်သောအမြင်နဲ့မှန်ကန်သောအကြံအစီအဲ့ဒါဒီပညာမဂ္ဂင်နှစ်ပါးနောက်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့မှန်ကန်တဲ့အပြောမှန်ကန်တဲ့အလုပ်မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုဆိုတာကတိလမဂ္ဂင်၃ပါးနောက်ပြီးတော့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတဲ့မဂ္ဂင်၃ပါးကတော့သမာဓိမဂ္ဂင်၃ပါးဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့မှတ်သားစရာကဒီမဂ္ဂင်၈ပါးထဲမှာတမ္မာဒိဋ္ဌိမဂ္ဂင်ဒီအရေးကြီးဆုံးမဂ္ဂင်ဖြစ်တယ်ဆိုတဲ့အချက်အဲ့ဒါကိုဦးဇင်းတို့မဂ္ဂတယုတ်ပါဠိတော်များမှာလည်းပဲတမ္မာဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်တွေတမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အကြံအစီတွေကိုတိုးတက်စေတယ်များပြားစေတယ်လို့မြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားဒါကိုအကြောင်းပြုပြီးတော့မင်းကုန်းစတော်ကြီးကလည်းပဲမဂ္ဂင်၈ပါးထဲမှာတမ္မာဒိဋ္ဌိမဂ္ဂင်ဒီအရေးအကြီးဆုံးနဲ့အဓိကအကြဆုံးမဂ္ဂင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဥပမာနဲ့တကွပြောတယ်ယထာတွဲကြီး၈တွဲမှာခေါင်းတွဲသည်အဓိကကြတယ်တဲ့ခေါင်းတွဲကိုသာပုံမှန်ခုံမောင်းနေမယ်ဆိုရင်နောက်တွဲ9တွဲဟာအလိုလိုနောက်ကလိုက်လာမယ်တစုံတစ်ခုသောအကြောင်းကြောင့်ခေါင်းတွဲကပြက်လို့ချွတ်ရင်းလို့ရက်နေမယ်ဆိုရင်တော့နောက်တွဲတွေကလည်းနေရာကရွှေ့မှာမဟုတ်ဘူးဆိုပြီးတော့တမ္မာဒိဋ္ဌိမဂ္ဂင်ရဲ့အရေးပါဖို့အဲ့တော့တမ္မာဒိဋ္ဌိဆိုတာပိဋကပေါင်းသူတော်ကောင်းတို့အလုံးသိကြပြီးသားတမ္မာဆိုတာကမှန်ကန်တာဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ပေါ့အဲ့ဒီတမ္မာဒိဋ္ဌိတရားဟာဦးဇင်းတို့စောစောကပြောခဲ့တဲ့ဗောဓိပက္ခိယတရားတွေထဲမှာဓမ္မဝိဇ္ဇယတန်ဖိုးစဉ်တို့ဘုဇင်တရားလဲဆိုရင်ဒါဓမ္မဝိဇ္ဇယတန်ဖိုးစဉ်တည်မဂ္ဂင်အနေနဲ့ပြောမယ်ဆိုရင်တမ္မာဒိဋ္ဌိဣန္ဒြေအနေနဲ့ပြောမယ်ဆိုရင်ပညာဣန္ဒြေဘုအနေနဲ့ပြောမယ်ဆိုရင်ပညာဗလံဟောပေတတို့အလုံးဆက်ပြီးတော့တွေးတတ်မယ်ထင်ပါတယ်နော်ဒါတမ္မာဒိဋ္ဌိဒီနေရာမှာဘယ်ထဲမှာမှမပါသေးတဲ့မဂ္ဂင်၈ပါးထဲမှာပဲပါတဲ့တမ္မာသင်္ကပ္ပတမ္မာသင်္ကပ္ပဆိုတာမှန်ကန်တဲ့အတွေးအကြံတရားကိုကောက်ရင်ဝိတက်ဆိုတာရတယ်အဲ့ဒီတမ္မာသင်္ကပ္ပဆိုတဲ့အတွေးမှအကြံမှက၃မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့နိက္ခမသင်္ကပ္ပဖွံ့မြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးဒီဘဝဒီခန္ဓာဒီတန်တရားကိုထောင်လို့သဘောထားပြီးတော့ထောင်ကျနေတဲ့ပုဂ္ဂိုလ်တွေဟာဒီထောင်ထဲမှာစိတ်ဝင်စားဖို့ထောင်ကလွတ်ဖို့ပဲစိတ်ဝင်စားတယ်။လောင်ချိုင်နဲ့ရောက်နေတဲ့ငှက်ဟာလောင်ချိုက်ကို
စိတ်ဝင်စားတယ်ဆိုရင်လည်းဒီတဲကလွတ်မြောက်ဖို့အတွက်သူစိတ်ဝင်စားတာပဲဖြစ်မယ်သူလွတ်ချင်တယ်ဆိုတဲ့အတွေ့အပေါ့အဲ့ဒါလိုပဲဒါတွေဟာအကျင့်အကျက်တွေမလွတ်မလပ်ဖြစ်မှုတွေဒီတဲကနေပြီးတော့ထွတ်မြောက်သွားနိုင်မှာတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရမယ်လို့ထွတ်မြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေ့အပေါ့နိက္ခမဝိတ္တနိက္ခမသင်္ကပ္ပနောက်ပြီးတော့ဦးဇင်းတို့အပြာပါဒသင်္ကပ္ပမပျက်စီးစေလိုတဲ့စိတ်နဲ့ဆက်ရှင်ပြီးတော့တွေးတဲ့အတွေ့ဒေါသရဲ့ဆန့်ကျင်ဘက်ပေါ့တေကိုကောက်ရင်တော့မေတ္တာနော်မေတ္တာတရားမပျက်စီးစေခြင်းဘူးကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့နောက်အဝိဟိန္တာသင်္ကပ္ပမညှင်းဆဲလိုတဲ့စိတ်ဒုက္ခမရောက်စေခြင်းမူတေကိုကောက်ရင်တော့ကရုဏာတရားပေါ့အဲ့ဒါလိုအတွေးတွေကိုဒါတမသင်္ကပ္ပလို့ဆိုတယ်တဲ့ဒီနေရာမှာဦးဇင်းတို့မေဃတယုတ်ပါဠိတော်မှာလာရှိတဲ့အဓိပ္ပာယ်လေးတစ်ခုကလည်းတော်တော်မှတ်သားရအောင်တယ်တမာဒိဋ္ဌိဆိုတာဖြစ်ရင်တမာသင်္ကပ္ပဟာတိုးပွားလာတယ်မှန်ကန်တဲ့အမြင်ရှိရင်တွေးတဲ့အတွေးဟာလည်းမှန်းလာတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့လိုအတွေးတွေမှန်းလာတယ်ဆိုတဲ့တမာသင်္ကပ္ပရှိလာရင်အပြောတွေလည်းမှန်းလာတယ်တဲ့ဟုတ်တာပေါ့အပြောဆိုတာအတွေးကနေဆိတ်ဆော်ပြီးတော့မှအတွေးကခိုင်းတာကိုအပြောဆိုတာပြောရတာအဲ့လိုအပြောတွေမှန်းလာပါများရင်လည်းအလုပ်တွေလည်းမှန်းလာတယ်ဝစီကံနဲ့ကာယကံရဲ့ဆက်ဆက်မှုရှိနေတယ်နော်အဲ့ဒါလိုအပြောတွေအလုပ်တွေမှန်းလာပြီဆိုရင်အသက်မွေးဝမ်းကြောင်းမှုလည်းမှန်းလာတယ်အဲ့ဒီမှာအာထုံမှုတွေဆက်မှန်းလာတယ်တတိထားမှုတွေမှန်းလာတယ်တည်ငြိမ်မှုတွေမှန်းလာတယ်ဆိုပြီးတော့မဂ္ဂင်၈ပါးရဲ့တပါးကိုတပါးအထောက်အကူပြုနေတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားဟောတာရှိတယ်အဲ့တော့ဦးဇင်းတို့မဂ္ဂင်၈ပါးသူ့ရဲ့အဓိပ္ပာယ်အချင်းချုပ်ကစောစောကပြောခဲ့ပြီကိလေသာမာရင်တာနိဗ္ဗာန်ကိစ္ဆန္တိဧတေနန္တိမေခောကိလေသာကိုပယ်တတ်ခြင်းကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်ခြင်းမကောင်းတာတွေကိုဖယ်ရှားပြီးတော့ကောင်းတာတွေကိုအပြည့်အဝဖြစ်ပွားသွားစေတဲ့အစွမ်းရည်တတ္တိရှိတယ်လို့ပြောရမှာပေါ့ဒါကြောင့်မဂ္ဂင်ဆိုတဲ့ဒီလမ်းဟာအကြီးကျယ်ဆုံးနဲ့အမြင့်မြတ်ဆုံးလမ်းဒီလမ်းကိုဦးဇင်းတို့မြတ်စွာဘုရားကပုရဏမဂ္ဂလို့လည်းပဲနာမည်တက်တယ်ပုရဏဆိုတာအဟောင်းပေါ့မဂ္ဂဆိုတာလမ်းဟောင်းပေါ့လမ်းအသစ်တော့မဟုတ်ဘူးရှေးဘုရားအဆူဆူတို့ဖုံးနေအောင်ကြွသွားတော်မူခဲ့တဲ့လမ်းရှေးသူတော်ကောင်းကြီးများဖုံးနေအောင်သွားတော်မူခဲ့ကြတဲ့လမ်းဒါပေမဲ့ဘုရားတဆူတဆူပွင့်ပြီးတဲ့နောက်ဒီသာသနာဒီအဆုံးအမကိုကောင်းတယ်လို့တောင်သိနိုင်တဲ့အရေးအသွေးမရှိကြတော့တဲ့လူတွေရဲ့လက်ထက်မှာဒါသာသနာကွယ်တယ်လို့ဆိုရမှာပေါ့နော်သာသနာလူတွေကအသုံးမချနိုင်တော့တဲ့အနေအထားဒါကိုတန်ဖိုးကိုနားမလည်ကြတဲ့အနေအထားလူတွေရဲ့လောဘဒေါသမောဟအကြီးလာတဲ့အနေအထားပေါ့အဲ့လိုသာသနာကွယ်သွားပြီးတော့နောက်တစ်ချိန်မှာဘုရားတဆူဆူပွင့်လာတယ်ဆိုလို့ရှိရင်ဒါရှေးဘုရားအဆူဆူတို့ရဲ့လမ်းကိုသူပြန်ပြီးတော့တွေ့တာအဲ့ဒါဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားကဥမာနဲ့ဟောထားတာရှိတယ်တော်တဲ့ကိုလျှောက်သွားရင်းနဲ့မြို့ဟောင်းကြီးတစ်ခုကိုတွေ့ရတယ်တွေ့တဲ့အခါကျတော့ဟာမြို့ဟောင်းကြီးကိုပြင်းရှင်းပြီးတော့အင်မတန်ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးဖြစ်သွားတယ်ပေါ့အဓိပ္ပာယ်ကငကိုတုံးကဆိုင်ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့မြတ်စွာဘုရားကဒီမြို့ဟောင်းကြီးကိုတွေ့တယ်လမ်းဟောင်းကိုတွေ့တဲ့ပုဂ္ဂိုလ်လမ်းအသစ်တီထွင်တာမဟုတ်ဘူးတဲ့ပုရဏမဂ္ဂတဲ့မဂ္ဂင်၈ပါးကိုနော်ဒါလည်းဘုဒ္ဓမှတ်စရာပေါ့ဒါကြောင့်ဒီမဂ္ဂဆိုတဲ့လမ်းနဲ့ပတ်သက်ပြီးတော့မဂ္ဂင်၈ပါးတည်းဟူသောလမ်းသည်လမ်းတကလမ်းထဲမှာအမျက်ဆုံးဆိုတဲ့စကားလေးရှိတယ်ဟိုဦးဇင်းတို့ဒီစကားလေးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကမြတ်စွာဘုရားဒေသစာရီကြွချီပြီးတော့တာဝတိမြို့ဇေတဝန်ကျောင်းတော်ကိုပြန်ပြီးတော့ဆက်ရောက်လာတဲ့တစ်ချိန်မှာခကြီးကပြန်လာတာစယဟန်တော်တွေအားလုံးစုမိတော့ဘာတွေပြောကြတော့ဆိုတော့ဘယ်ရွာကနေဘယ်ရွာကိုသွားတဲ့လမ်းကတော့တော်တော်ကိုဆိုးတယ်ဘာရေးလာရေးတော်တော်ခက်ခဲတာပဲဘယ်မြို့နဲ့ဘယ်မြို့နဲ့ဖောက်ထားတဲ့လမ်းကတော့တော်တော်ကောင်းနေလမ်းကိုချောနေတာပဲလမ်းနဲ့ပတ်သက်ပြီးတော့ပြောကြတာပေါ့အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွလာပြီးတော့ယဟန်တော်တွေကိုဘာတွေပြောနေကြတာတော့ဘုရားကြီးတို့လမ်းနဲ့ပတ်သက်တဲ့စကားတွေကိုပြောနေကြတယ်ပါဗျာအဲ့ဒီမှာမြတ်စွာဘုရားจิตသားတို့တဲ့သာသနာဝန်ထမ်းရှင်ယဟန်တွေဟာပဂတိလမ်းဆိုတာတဲ့နိဗ္ဗာန်ကိုရောက်စေတဲ့လမ်းကိုပို့ပြီးတော့စိတ်ဝင်စားတဲ့နယ်ဆိုတဲ့အဓိပ္ပာယ်နဲ့
လမ်းကိုကြံစီမယ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့တွေးကြစမ်းပါဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဂါထာပေါင်းများစွာအဲ့ဒီမှာဟောတယ်မေဃနာတင်ကြီးကောတိထောသစ္စာနံစတုရောပရဝိရာဂောတိထောဓမ္မနံဒွိပရာနိသသက္ခုမာဒါပထမဂါထာလေးအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့မေဃနာတင်ကြီးကောတိထောတဲ့မေဃနာလန္တကလမ်းထဲတွင်အထင်ကြီးကောအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မဂ္ဂင်တီတာလင်တစ်ထောအမျက်ဆုံးမေးတဲ့လန္တကလမ်းထဲမှာမဂ္ဂင်၈ပါးလမ်းဟာအမျက်ဆုံးတယ်သစ္စာနံစတုရောပရာအမှန်တရားတကအမှန်တရားထဲမှာသစ္စာ၄ပါးသည်အမျက်ဆုံးမေးတဲ့သစ္စာ၄ပါးပြည့်တဲ့လို့သိတယ်နော်သစ္စာ၄ပါးသိတယ်နော်ဘဝမှန်သမျှခန္ဓာမှန်သမျှဆင်းရဲမျှတာလူကျင်နေရကျင်နေဖြစ်ကျင်နေဆိုတဲ့လောဘကြောင့်ဒုက္ခတွေဖြစ်တာလောဘချုပ်မှတာနဲ့ဒုက္ခတကယ်ချုပ်တာအဲ့ဒီအဆင့်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်မဂ္ဂင်၈ပါးကိုကျင့်သုံးမှသာလျှင်မျက်မှောက်ပြုနိုင်မှာဆိုတဲ့အချက်အမှန်တရားပဲတစ်ခုတော့၄ခုအဲ့ဒီအမှန်တရား၄ပါးသည်သစ္စာတရားတွေထဲမှာတော့အမွန်မြတ်ဆုံးပဲဘယ်တော့မှမဖောက်မပြန်မှန်ကန်တဲ့သစ္စာကျင့်တဲ့သစ္စာတွေဆိုတာကမှားကျင်တဲ့အချိန်မှားသွားတာနော်ဆိုကြပါစို့သစ္စာကသမုဒိသစ္စာပရမတ္ထသစ္စာအရိယသစ္စာအစရှိသဖြင့်သစ္စာတွေကမျိုးမျိုးရှိတာကိုဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့ခုဒီနားမှာထိုင်းနေတာဘာတွေတော့လူတွေမှန်တာပေါ့ဒါသမုဒိသစ္စာဟာလူတွေဟုတ်ရလားဟုတ်တယ်ဒါပါလေဒါမိန်းကလေးတွေဒါကယောက်ျားလေးတွေဟောမှန်မြန်တာပဲနော်ယောက်ျားကိုယောက်ျားလို့ပြောရင်မှန်တယ်မိန်းမကိုမိန်းမလို့ပြောရင်မှန်တယ်သမုဒိသစ္စာအဲ့ဒီလူဆိုတဲ့ပုဂ္ဂိုလ်လူဆိုတဲ့အရာကိုပဲကင်စပင်မွေးကိုချွတ်ပြီးတော့ဒီစပင်မွေးဟာလူလားလို့မေးရင်လူလို့ပြောလို့ရသေးလားမှန်သေးသလားဟောနော်အချိန်အပိုင်းအခြားတစ်ခုအတွင်းသာမှန်တယ်တချို့အမှန်တွေကအခြေအနေတစ်ခုအတွင်းမှာပဲမှန်တယ်အမြဲထာဝရမှန်နေတာမဟုတ်ဘူးသစ္စာလေးပါးကတော့အမြဲတမ်းမှန်တာဖြစ်တဲ့အတွက်ကြောင့်အမှန်တရားအမှန်တရားတကအမှန်တရားထဲမှာသစ္စာလေးပါးတရားဟာအမြတ်ဆုံးတဲ့နောက်ပြီးတော့ဝိရာဂောတိထောဓမ္မနံတရားတကတရားထဲမှာဝိရာဂဆိုတဲ့နိဗ္ဗာန်ရာဂကင်းရာနိဗ္ဗာန်ဒီအမွန်မြတ်ဆုံးပဲတဲ့ဘုရားတို့တရားကအကျဉ်းများဖြင့်သင်္ခတတရားအသင်္ခတတရားလို့နှစ်မျိုးရှိတာကိုသင်္ခတတရားဆိုတာကကံစေဥဒုအာဟာရအကြောင်းတရားတွေပြုပြင်မှယက်တည်နိုင်တဲ့သဘောဖြစ်ပေါ်လာတဲ့သဘောအသင်္ခတတရားဆိုတာကဘာမှပြုပြင်စရာမလိုတဲ့သဘောတနည်းအားဖြင့်သင်္ခတဆိုတာကဒုက္ခပါပဲအသင်္ခတဆိုတာနိဗ္ဗာန်ကိုပြောတာအဲ့ဒီတရားတကတရားထဲမှာအဲ့ဒီအသင်္ခတတနိဗ္ဗာန်တရားဒီတာနဲ့အမျက်ဆုံးလို့ဟောတာဒွိပရာနိသသက္ခုမှာရှင်တစ်ချောင်းရှိရတဲ့တတ္တဝါတွေထဲမှာတော့မျက်စိ၅လုံးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟာအမျက်ဆုံးတဲ့မြတ်စွာဘုရားကမျက်စိ၅ပါးနဲ့ပြည့်စုံတော်မူတယ်လို့ဆိုတယ်မျက်စိ၅ပါးတဲ့ဘုဒ္ဓဆက်ပြီးတော့နာယူကြည့်အောင်ပေါ့နော်နံပါတ်1မျက်စိကပတာရသက္ခုတဲ့မဂရိမျက်လုံးပေါ့တချို့သောကျမ်းဂန်တွေထဲကတော့ပတာရသက္ခုရဲ့နေရာမှာဓမ္မသက္ခုလို့လည်းသုံးတယ်နံပါတ်1မျက်လုံးဓမ္မသက္ခုဆိုတာကသောတပတ္တိမဲ့သဂရဂမိမဲ့အနာဂမိမဲ့ဆိုပြီးတော့အောက်မဲ့ဉာဏ်တွေကိုဒါဓမ္မသက္ခုလို့သုံးတယ်နော်ပြီးတော့ဉာဏသက္ခုတဲ့ဉာဏသက္ခုဆိုတာကအရဟတမေဉာဏ်ကိုပြောတာကိလေသာအလုံးကိုပယ်တတ်နိုင်တဲ့အစွမ်းရှိတဲ့အရဟတမေဉာဏ်နော်ပြီးတော့ဦးဇင်းတို့ဒိဗ္ဗသက္ခုတဲ့ဒိဗ္ဗသက္ခုဆိုတာကတော့နတ်မျက်စိလို့မြင်နိုင်တဲ့ဉာဏ်ပေါ့နော်ပြီးတော့ဦးဇင်းတို့ဗုဒ္ဓသက္ခုတဲ့ဗုဒ္ဓသက္ခုဆိုတာကတော့မြတ်စွာဘုရားမှတ်တာနဲ့ရတဲ့ဉာဏ်အဲ့ဒါကဘာလို့ဆိုတော့အတယနုတ္တယဉာဏ်နဲ့ဣန္ဒြိယပရောပရိယတိဉာဏ်ကိုဗုဒ္ဓသက္ခုလို့ဆိုတယ်အတယနုတ္တယဉာဏ်ဆိုတာကတတ္တဝါတွေရဲ့အကြိုက်ကိုမြတ်စွာဘုရားသိတာဒီတတ္တဝါကဒါကိုကြိုက်တယ်အစဉ်အဆက်ကစဒီစရိုက်နဲ့ဒီအကြိုက်နဲ့လာခဲ့တာတရားချင်းတူပြီမလို့တခါတလေမှာဟောဖို့ဟောနေခြင်းမတူဘူးဒါအကြိုက်ကိုလိုက်ပြီးတော့ဟောရတာပေါ့လေဒီလိုပြောမှသူ့စိတ်ထဲမှာဘဝင်ခွေပြီးတော့နားလေသဘောပေါက်သွားလိမ့်မယ်သူ့ရဲ့တန်တရားတစ်လျှောက်က အကြိုက်စရိတ်တွေကဘလို့လာခဲ့တာဆိုတာကိုခွဲခြမ်းဝေဖန်ပြီးတော့သိတာကမြတ်စွာဘုရားတပါးပဲရတာအဲ့ဒီဉာဏ်ကိုအတယနုတ္တယဉာဏ်လို့ခေါ်တယ်နောက်ဣန္ဒြိယပရောပရိယတိဉာဏ်နဲ့ဣန္ဒြိယပရောပရိယတိဉာဏ်ဆိုတာက
တတ္တဝါတို့ရဲ့ပါရမီအနုအယံဘုဒ္ဓနေ့ကပြောခဲ့တဲ့အိန္ဒြေ၅ပါးအနုအယံကိုသိတာနော်အနုအယံကိုသိတာဘုဒ္ဓနေ့ကဓမ္မကြီးတယောက်ကသူသမီးလေးကဘုရားစာတွေတော့အများကြီးရတယ်တဲ့ဒါပေမဲ့ဘုရားတရားမလို့ဘူးအချိန်မြန်စောင့်ရမလားမသိဘူးဟုတ်တယ်လို့တချို့ဟာတွေကအချိန်လိုတယ်လို့ခုမှသိတဲ့တည်တည်ကိုခုပဲရှင်းပါတော့ခုပဲမှဲ့ပါတော့ဆိုတာလုံးလို့မရတယ်လို့ပဲလို့အဲ့ဒါနဲ့ဆက်ပြီးတော့အဲ့ဒီတုန်းကဦးဇင်းအိန္ဒြိယပရောပရိတိဉာဏ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်မိသေးတယ်နော်မြတ်စွာဘုရားကဒီတတ္တဝါရဲ့အနုအယံသိတာအဲ့လိုသိတဲ့အတွက်ကြောင့်တချို့သောတတ္တဝါတွေကိုဒီအချိန်မှာအိန္ဒြေကသိနှုတ်သေးတဲ့အတွက်ကြောင့်ဟောလည်းပဲအကြောင်းမထူးဘူးအရာမထင်ဘူးဆိုတာကိုသိရင်မဟုတ်ဘူးအဲ့ဒါလိုသိမြင်တဲ့ဉာဏ်ကိုအိန္ဒြိယပရောပရိတိဉာဏ်လို့ခေါ်တယ်တဲ့အဲ့ဒီမှာအာတယနုတ္တယဉာဏ်နဲ့အိန္ဒြိယပရောပရိတိဉာဏ်ကိုဗုဒ္ဓစက္ခုလို့ဆိုတာတဲ့နောက်ဆုံးဉာဏ်ကတော့နောက်ဆုံးမျက်စိကတော့သဗ္ဗညုတဉာဏ်လို့ဆိုရမယ်တမန္တစက္ခုနော်မျက်စိ၅ပါးဆိုတာဒါပဲသဗ္ဗညုတဉာဏ်ကိုတမန္တစက္ခုလို့ဆိုတာအဲ့ဒါဦးဇင်းတို့ဓမ္မစက္ခုဉာဏစက္ခုဒိဗ္ဗစက္ခုဗုဒ္ဓစက္ခုတမန္တစက္ခုဓမ္မစက္ခုဆိုတဲ့နေရာမှာတချို့ကပတာရစက္ခုကိုလည်းသုံးထားတာရှိတယ်ဆိုတာလည်းဘုဒ္ဓတမှတ်ပေါ့အဲ့ဒီတော့ခြေနှချောင်းရှိတဲ့တတ္တဝါတွေထဲမှာမျက်စိတော်၅ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားသည်အမျက်ဆုံးဆိုပြီးတော့မြတ်စွာဘုရား